ဒီလိုမျိုး POV export လို့ခေါ်တဲ့တရိတ်ဆန်ကြောကုန်းလေးတွေပေါ်မှာကင်မရာလေးတွေတက်ပြီးတော့ကျွန်းနဲ့ဝင်တဲ့ပုံစံမျိုးလေးတွေကို AI နဲ့ဘယ်လိုဖန်တီးရမလဲဆိုတာကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်။ Chat GPT တက်ကအပေါ်ဘက်ဘက်မှာရှိတဲ့အကြောင်းအကြောင်းကိုနှိပ်လိုက်မယ်နော်။အဲ့ဒီမှာ more ဆိုတာရှိလိမ့်မယ်အဲ့ဒီကောင်ကိုတစ်ချက်နှိပ်မယ်။ပြီးရင် app app ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်နော်။ဟုတ်ကဲ့ဒီလိုပေါ်လာပြီဆိုရင်အပေါ်ညာဘက်တောင်းက GPTs ဆိုတာကိုနှိပ်ပါမယ်နော်။အဲဒီမှာလည်းအပေါ်ညာဘက်တောင်းကအမှန်ဘလူးပုံစံလေးကိုနှိပ်ပြီးတော့ POV export လို့ရိုက်ရှားလိုက်မယ်။အဲ့ဒါတမတ်တော့ကြရင်တော့ခုလက်ကြနော်အဲဒီမှာပေါ်လာတဲ့အပေါ်ဆုံးကဟာကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်အဲဒီနေရာမှာ start chat ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့chat ပဲဖြစ်ဖြစ်ငှက်ပဲဖြစ်ဖြစ်ဒီမှာရေးထည့်လိုက်ဗျာကျွန်တော်ကတော့ BIRD bot လို့ရေးထည့်လိုက်မယ်အဲဒီမှာဒီလိုမျိုးလေးပေါ်လာလိမ့်မယ်အဲဒီမှာသူကဒီ POV video ဖန်တီးနည်းအပြည့်စုံကို YouTube မှာလည်းသွားကြည့်လို့ရတဲ့ဆိုတဲ့အကြောင်းရေးထားတယ်အဲဒီမှာအောင်းနာလေးက YouTube ပုံစံလေးကိုနှိပ်ပြီးတော့ဒီမှာ YouTube ထဲကိုဝင်ပြီးတော့POV video ဖန်တီးနည်းအပြည့်စုံကိုလည်းသွားပြီးတော့ကြည့်လို့ရတယ်နော်ကျွန်တော်ကတော့မကြည့်တော့ဘူးโอเคတော့သောတာနေရာကိုပြန်သွားလိုက်မယ်အဲ့ဒီမှာ minimum 1နဲ့ maximum 10ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော်တို့ကအဲ့ဒီမှာ10ဆိုတာကိုရေးပြလိုက်မယ်ဆိုရင်ဒီမှာ POV export နဲ့ပတ်သက်တဲ့ idea 10မျိုးထိသူဒီမှာထုတ်ပေးလိမ့်မယ်အဲ့ဒီ10မျိုးတဲကကိုကဘယ်ဟာကိုအရင်ဖန်တီးမလဲကြိုက်တာကိုဖန်တီးလို့ရတယ်အဲ့ဒီမှာကျွန်တော်ကနံပါတ်2ကိုရွေးလိုက်မယ်နော်နံပါတ်2ကဘာလဲဆိုတော့ဈေးကွက်ကိုကင်မရာတက်ပြီးတော့လှိုင်ကောင်းနဲ့ဝင်တဲ့ပုံစံပေါ့နော်အဲ့ဒါကိုကျွန်တော်အရင်စမ်းကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့က2လို့တစ်လုံးနဲ့ရေးထည့်လိုက်မယ်အဲဒီမှာသူကဒီလိုမျိုးလေးပြလာပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ကိုဖန်တီးမဲ့image size ကကိုအချိုး16လားဒါမှမဟုတ်16အချိုး9လားကိုကြိုက်တာရွေးလို့ရတယ်ကျွန်တော်က horizontal 16အချိုး9ရွေးမှာဖြစ်တဲ့အတွက်2လို့ပဲရေးထည့်လိုက်မယ်အဲဒီမှာသူက video sync အရေးအတွက်ကို sync 5ခုကနေ sync 30အထိဒီမှာကိုကကြိုက်တာရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကကြာအပုတ်ရည်20လို့ပဲကျွန်တော်ရွေးလိုက်မယ်အဲ့ဒီမှာ20လို့ရေးလိုက်မယ်နော်မိတ်ဆွေတို့အနေနဲ့ကတော့ကိုဖန်တီးကျင်တဲ့လောက်အရေးအတွက်ကိုရေးထည့်လိုက်ပါနော်30ဆိုလည်းရတယ်15ဆိုလည်းရတယ်နော်အဲဒီမှာ main frame ဖြစ်တဲ့ကျွန်တော်တို့ image prompt ကိုသူအရင်ရေးပေးပြီးတော့ video prompt ကို1ကနေ20အထိတူရေးပေးပါလိမ့်မယ်အဲဒီပုံတစ်ပုံလေးကိုတုံးပြီးတော့ဒီ video တွေကိုထုတ်အောင်မှာဖြစ်ပါတယ်အဲဒီမှာကိုတောင်းထားတဲ့အရေးအတွက်ပြည့်သွားပြီဆိုရင်ကျွန်တော်တို့ကအပုံကိုအရင်ထုတ်အောင်ပါမယ်အဲ့တော့ကျွန်တော်တို့ image prompt ကို copy ယူလိုက်မယ်ပြီးရင် Google Flow ကိုသွားပြီးတော့ Nano Banana 2နဲ့ပုံထုတ်မယ်အဲဒီ Chat GPT မှာလည်းတစ်ခါတည်းထုတ်ခိုင်းလို့ရတယ်နော်ကျွန်တော်ကတော့Google Flow မှာပဲထုတ်လိုက်တော့မယ်ဒါကတော့ကျွန်တော်အရင်ထုတ်ထားတဲ့ကြွက်ချီပုခေါင်ရဲ့ဗီဒီယိုတွေပေါ့နော်ကျွန်တော်တို့ကအသစ်ထုတ်မှဖြစ်တဲ့အတွက် new project ကိုခေါ်လိုက်မယ်အဲဒီမှာကျွန်တော်များထုတ်ပြတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ကပုံရင်ထုတ်မှဖြစ်တဲ့အတွက် image တော့ကိုရွေးထားမယ်နော်အဲဒီမှာတစ်ပုံထုတ်မှလားနှစ်ပုံထုတ်မှလားကြိုက်တယ်လို့ရွေးထားလိုက်ကျွန်တော်ကတော့နှစ်ပုံထုတ်လိုက်မယ်ပြီးရင်ကျွန်တော်က Chat GPT မှာ copy ကူးခဲ့တဲ့ image prompt ကိုဒီမှာပိတ်ချလိုက်မယ်အဲဒီမှာမြားလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ဒီလိုပုံလေးတွေရလာပါလိမ့်မယ်โอเคကျွန်တော်တို့ကပုံရပြီဆိုတော့ဗီဒီယိုထုတ်ဖို့အတွက်အောက်နားလေးကလေးတောင်ကွက်ကလေးကိုတစ်ချက်နှိပ်လိုက်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဗီဒီယိုဆိုတာကိုရွေးထားပြီးတော့ ingredient ဆိုတာကိုရွေးထားမယ်နော်အဲ့ဒီမှာရွေးချိုးတွေဗီဒီယိုအရေးအတွက်တွေကိုကိုယ်စိတ်ကြိုက်ရွေးပြီးတော့ဒီမှာကိုကဘယ် model နဲ့ထုတ်မှာလဲနောက်ဆုံးပေါ်တဲ့ Omni Flash နဲ့ထုတ်မှာလားဒါမှမဟုတ် 3.1 Lite နဲ့ထုတ်မှာလားကျွန်တော်ကတော့ quality မနှိပ်မမြင် 3.1 fast နဲ့ပဲထုတ်လိုက်တော့မယ်โอเคပြီးရင်ကျွန်တော်တို့ကဗီဒီယိုထုတ်ဖို့အတွက်ဒီမှာအပေါင်းပုံစံလေးကိုနှိပ်လိုက်မယ်အဲဒီမှာကျွန်တော်က generate လုပ်ထားတဲ့ပုံနှစ်ပုံတွေကကိုကြိုက်တဲ့ပုံတစ်ပုံကိုရွေးလိုက်ပြီးရင်ကျွန်တော်တို့စောက Chat GPT ကိုသွားပြီးတော့ပထမအဆုံး video prompt ကို copy ယူပြီးတော့ဒီ Google Flow မှာလာပြီးတော့ paste ချလိုက်မယ်ပြီးရင်ဒီဘေးနားလေးကမြားလေးကိုတစ်ချက်နှိပ်ပြီးတော့ခဏလေးစောင့်လိုက်မယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ video ပုံစံလေးရလာပါပြီပြီးတော့ဒုတိယမြောက် video အတွက်စောကထည့်ခဲ့တဲ့ပုံကိုပဲရွေးထည့်လိုက်မယ်နောက်ပြီး Chat GPT ကိုပဲသွားပြီးတော့စောကနံပါတ်2က video prompt ကိုယူပြီးတော့ဒီ Google Flow မှာ paste ချမယ်နော်ပြီးရင်မြားလေးကိုနှိပ်ပြီးတော့ခဏလေးစောင့်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ဒုတိယမြောက် video လေးရရှိလာပါပြီဒီနေ့တိုင်းပဲကျွန်တော်တို့ video idea 10ခုဆို10ခုအခု20ဆို20ခုကျွန်တော်တို့ပုံတစ်ပုံလေးကိုအသုံးပြုပြီးတော့ဗီဒီယိုတွေကိုထုတ်သွားမှာဖြစ်ပါတယ်တကယ်လို့ Google Flow အသုံးမပြုတတ်သေးဘူးဆိုရင်လည်းကျွန်တော်ရဲ့အရင်ဗီဒီယိုတွေမှာ Google Flow အသုံးပြုနည်းကိုအသေးစိတ်ရှင်းပြထားတာရှိပါတယ်နော်အဲ့ဒါကိုသွားကြည့်လိုက်ပါကျွန်တော်ဆိုရင်ဒီလိုမျိုးဗီဒီယိုလေးတွေကိုဖန်တီးသွားတတ်လိမ့်မယ်လို့ပြောလဲပါတယ်ဗီဒီယိုလေးတွေဖန်တီးပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာလာပြီးတော့ပြခဲ့ကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ